ကျင်းတဲ့ဒါကလို့ချင်းဖုံးကြီးဘယ်ထဲမှာအဲ့ခံနေတာလဲဘယ်ထဲမှာသတင်းသုံးနေတာလဲမောင်လေးရဲ့ဖုံးကြီးကိုဟောသင်္ကန်းတွေလူမဲ့အားရတယ်မဟုတ်ပါတယ်အမလေးကြမ်းမရတဲ့ဆေးတွေကလည်းပါတယ်ဖုံးကြီးနဲ့တွေ့ကျင်တယ်မောင်လေးဆုံးလို့စီလို့ပါဟဲ့ဆုံးလို့စီလို့ကဲအားဖြင့်ဘာဖုံးကြီးနဲ့တွေ့ကျင်တယ်ပေါ့တွေ့ကျင်တာပေါ့မောင်လေးရဲ့ဘာဖုံးအကြောင်းသိကျင်ရင်ကတော့ဟောမအလောင်းကြည့်ပဲလို့ဗျကျေးဇူးရှင်ကြီးပါအလောင်းကောင်းမိမဲ့တပြီတော့ခါနှုံးမကျမဆောင်နေဆရာတော်ရဲ့နမလေးအမရဲ့ကဲကဲဝေးပါပြီရေဒိတ်ပါဦးအမကြားရလို့ရှင်ကြီးပါအမလေးမဲတော့မရှိတော့ဘူးလားဖေတော့ကအကူရင်တွေ့ရပါပြီအကူရင်တွေ့ရပြီဟဲ့နမလေးနေမအောင်ရဲ့အိမ်မက်တွေပေးတာလားအိမ်မက်တွေပေးတာလားဟုတ်ပါဘုံဦးကျေးဇူးရှင်ကြီးဖယားအမလေးခေါ်ကြည့်ချပါအောင်ဘုံသမီးလေးဘုံရဲ့ဘုံအမလေးဘုံကကြည်စားနေတာလားစနေတာလားဘုံရဲ့အမလေးစမ်းကြည့်ကြအမလေးခြေတွေကလည်းအေးလို့သွေးတွေကလည်းဆောက်လို့မြတ်ကျူတိုင်းအနက်တွေပွားလို့နေရွက်ပါလေနာနာနေညို့ကုန်မှာပေါ်လာဘုံရိုးဤပမာဒရံကတခါတရံလေးတာအသက်မရှိပါလားအသက်မရှိတော့လားဘုံကနှစ်ကြောင်စံပြောင်းခဲ့ပြီအလောင်းတွေမရမောင်းဆောင်လိုက်တော့မရေမယောင်တော့ချဲစီမရွေဟောင်းဝဲလေရောဟောင်းလိုက်လေရောရပြီဗျဖြေမတင်းနိုင်ဘူးဖယောသိမင်းတော့ဒုက္ခရလေလိုက်ပါကြရပြီလေဆရာတော်လိုက်လို့တဲ့ခင်ရဲ့ကြောင့်အမလေးတပည့်တော်မှာဆရာတော်တတိထားပါကွယ်ဆရာတော်လိုက်လို့တဲ့ခင်ရဲ့ကြောင့်ခမလေးဇင်မအောင်ညရဲ့တော်စီတော်နဲ့ညရေလေးစီခမလေးဆွဲပူချက်ပြင်းဆွဲလိုက်ပါရဲ့အရှင်ဘမအမလေးအောက်ပါမဖေးအောက်ကျေးဇူးရှင်ရနိုင်တော့ဘူးဟဲ့လာလေမကြားနိုင်တော့ပါဘူးမကြားနိုင်တော့ပါဘူးဟဲ့ရှင်တေကြီးခေါ်ဆောင်ရတော့လိုက်ပါလေရပြီရလိုက်ပါလေရပြီဗျာဒီမှာလေးရဲ့ဘုန်းကြီးဖယားဘာဘုန်းကြီးဖယားမလေးတပည့်တော်မလေးဟောဝေးပေါ်လာတဲ့မိုးကြိုးပြင်းရွာကြီးကနေပြီးသမီးလာခဲ့တော့ပါသမီးလာခဲ့တော့သမီးလာခဲ့တော့ဖယားမသိနိုင်တော့ပါဘူးကွယ်ရဲ့တပည့်တော်မသင်္ကန်းကတူကိုလာခဲ့တော့ပါဖယားတပည့်တော်မသင်္ကန်းကလူကိုလာခဲ့တော့အလားကောင်းပြီပဲအခါနှောင်းနေပြီဗျမလေးခုတော့ကြည့်ကြစမ်းမအော်နာ
တင်းသုံးခွင့်မရှိတော့လို့လားမရှိတော့လို့လားအမလေးခုတော့ဆန်ညောင်းမတဲ့ကြီးတယ်မှာဆန်ညောင်းမတဲ့ကြီးတယ်မှာဖယားအမလေးဖဖုန်ကြီးရဲ့အခုတော့တင်းသုံးတာဤကိုတပီတော့မှမကြည့်နိုင်ဘူးဖယားကြည့်နိုင်အားလည်းမရှိပါဘူးဖယား ဖြေမစီနိုင်အောင်ပါပဲကွယ် အမလေးကျောင်းမှာရှိတဲ့ဆရာတော်တွေကိုဖုံးဆက်ဆက်ပြီးမေးတာအမလေးနေကောင်းပါတယ်ဟာနေကောင်းပါတယ်ဇင်မအောင်ရအမလေးတို့ဆရာတော်ကြီးကလည်းစကားတွေကလည်းပြောလိုက်တာဗျာစူးနေကလည်းဖုံးလိုက်တာဗျာဖုံးလိုက်တာဗျာဘောအိုးရှမ်းမကြခင်မှာဖုံးဆက်ပြီးမေးတော့ဖဖုန်ကြီးကမိတ်နေတဲ့တပည့်တွေကပြောအမလေးဖဖုန်ကြီးနေကောင်းလားလို့မေးတော့နေကောင်းပါတယ်ဇင်မအောင်ရတဲ့ဘိုးရုံးမုံကကြီးတရားဟာတာတွေကလည်းပြောလိုက်တာဇင်မအောင်ရအမလေးတို့ဆရာတော်ကြီးကလည်းငါပြန်တော်မူတဲ့အခါကျရင်ငါတက်စီဖုန်ကြီးတွေကိုပေးလို့အဲ့ဒီဖုန်ကြီးတွေကိုတင်ငန်းတွေကိုလည်းတပါးတစ်စုံလေးလှူကြငွေဝိထုငွေတွေလည်းကကြဆိုပြီးတော့မားနေတာတဲ့နေကောင်းမှရဲ့နဲ့ရည်စရာဟာသားတွေကလည်းနှောနှောပြီးတော့ပြောသေးပြလို့ ပြောကြတာဟဲ့ မလေးမမုံရဲ့တပည့်တွေမိတ်တယ်ဗျာမိတ်တယ်ဗျာအမလေးခုတော့တပည့်တော်မှာအလားကောင်းမိမယ်အခါနောက်ငယ်ပါပြီဗျာ နောက်ကြပြီ တပည့်တော်အဲ့လိုမြင်နေတာမဟုတ်ဘူးဗျာကျောင်းကြီးထဲမှာတည်သုံးတာမြင်နေတာပါဗျာမြင်နေတာပါဗျာ တော့မဖြစ်နိုင်တော့ အခုတော့ဖုံဖုံကြီးတည်သုံးတဲ့နေရာလေးအထီးကျန်နေခဲ့ပြီကျောက်တော်မိုးချိုးပြင်းသူလေဖုံဖုံကြီးရဲ့တူမာတယ်ကျောင်းကြီးမှာလာတဲ့ခါကျရင်ဖုံဖုံကိုမတွေ့ရတော့ဘူးဖုံဖုံကိုမတွေ့ရတော့ဘူး ဘယ်တော့ခါမှမတွေ့ရတော့ဘူးပဲ ဖုံဖုံရဲ့ဖုံဖုံကြီးရှိတော့ကြက်တီရှိလိုက်တာတပည့်တွေကလည်းပြောအားတွေရှိလို့တို့ဆရာတော်ကရှားကြောတို့ဆရာတော်ဘုရားကအတတ်တော်ရှားကြောဆိုပြီးလက်မတွေထောင်းထောင်ပြီးကြွားတယ်ဆရာတော်တွေဘယ်သွားပြီးကြွားကြမှာလဲဘုရားဘယ်သွားပြီးကြွားကြမှာလဲ အာကိုရမယ် မမရဲ့တပည့်တော်တို့မိုးချိုးပြင်းသူပြည်သားတွေကလည်းအမေတို့စာတီရွာကဖုံဖုံကြီးတို့စာတီရွာကဖုံဖုံကြီးဆိုပြီးကျက်တည်တယ်ရှိအမျိုးတွေကလည်းခုံတက်လာအခုတော့ဖုံဖုံကြီးမရှိတော့အကိုရမဲပြီဘုရားအကိုရမဲပြီဘုရား အရိတ်မဲ့ခဲ့ကြပြီဗျ တပည့်တော်မှာသင်္ကန်းလေးလှူဖို့လာခဲ့တာဘုရားအခုတော့လှူပေးမရတော့ဘူးလားဒီသင်္ကန်းလေးကိုသင်္ကန်းလှူချင်မှကြီးလို့ကပြေးတက်လိုက်ပါဦးဘုရားကပြေးတက်ပြီးပါဦးဘုရား မဖြစ်နိုင်တော့ပါဘူးကွယ်နှမရဲ့ ဆရာဘုရား နှမရဲ့ သင်္ကန်းနေတဲ့ကဲလူပါမယ် သင်္ကန်းနေဟာ တပည့်တော်မှာဆရာဘုရားသင်္ကန်းနေတဲ့ကဲလူပါမယ်ဆရာတော်ဘုရားတည်သုံးတဲ့ကြောင်းကြီးတဲ့ဝဲဘာဖို့တည်သုံးတဲ့ကြောင်းတိုက်တာကြီးတဲ့ဝဲကြောင်းကြီးတဲ့ကြောင်းကြီးတဲ့ကြောင်းကြီးတဲ့ပြရ တတိကြပါဦးကွယ် ဆရာဖယား နှမလေးရဲ့ တပည့်တော်မလေးဖဖုံကိုတင်ငန်းနေကတ်လူမလေးဖဖုံရဲ့ဟောဒီတာဆန်အကြောင်းကြီးထဲမှာဖဖုံကိုတင်ငန်းကတ်အလို့ရှင်မကြီးလေဖယား မဖြစ်နိုင်တော့ပါဘူးကွယ် ဆရာတော်တရားတည်သုံးခဲ့တဲ့ကြောင်းကြီးလေ